ဗျမြန်မာကုန်6ဆိုင်နဲ့တော့မှဖြစ်ပါတယ်ခုကတော့ဒီပလက်တီနမ်ပေါ်ရှေကနေတက်စီ5စီးတာဒူဘိုင်းဝင်နေဆိုရင်10လောက်ပဲပေးရတယ်ပေါ့10လောက်ပဲပေးရတယ်အဲ့မှာမြန်မာကုန်6တွေပေါ်တယ်ပေါ့ဗျအဲ့ကိုတော့ကြည့်မှဖြစ်ပါတယ်ရိတ်ခါတော့ရမှာဖြစ်ပါတယ်တို့လာကြိုးရဲ့ကားက BYD ကားလေးဖြစ်ပါတယ် BYD ကားလေးနဲ့တော့မှဖြစ်ပါတယ်ဒီဟေးဒါကဈေးကိုရောက်ပြီဖြစ်ပါတယ်ဈေးမှာဈေးကတော့ပုံမှန်ဈေးပါပဲဒီလိုနဲ့ဒီနားမှာလာတယ်နားမှာနေလားငါပွေလားမသိဘူးအများကြီးပဲတော့ဟမ်အပါလေဘုရောက်လို့ပြီးပြီးလို့စိတ်ကောင်းတာဟောလို့လားเอาอย่างเช่นว่ามือถือได้ก็มันอย่างเงี้ยเนี่ย ဟုတ်เป็นเอาอันนี้ ไม่ข่าวอ่ะ ဒီဆိုင်ဖြစ်ပါတယ်ခါလိုက်ရနော် อ๋อโอ้ยอ่ะ ငါပြီးငါပင်းငါ6ပင်းငါ6แต่ชอบสนังอ่ะเฮ้ยငါဦးတယ်မိုင်းအမီရောဆက်ပြောတော့ เป็นอะไรเป็นไหม ပေးတာ เป็นไหม ဦးလာကိုရောက်ပါပြီဗျာဆိုင်ကသူကထိုင်းပိုင်ရှင်ဆိုတော့ဗျာဆိုင်ကိုရိုက်လို့မရတော့မရိုက်ခဲ့ရပါဘူးအဲ့တော့ဘာတွေဝေလာလေးဆိုတော့ပြပါမယ်ငါ6လို့နော် เราเคยมีมาตัวนี้เนี่ยนะแม่ ဟုတ်လားရေးတော့ရေးနေရမယ်နော်မိုင် ตา နော် อยู่ยุ่งบ่าต้องแบบมุ้ยหน่อย ဒါလာဝယ်ရောဗျာဒါတွေရောအများကြီးပါပဲအကုန်လုံး400လောက်ပဲကြာပြီဗျဒရန်နဲ့တွက်400လောက်ပဲရှိကရှင်မဆိုင်တဲ့ဒီမလေးငါ6တွေပေးမုံတွေလက်ဖက်တွေပေါ့နော် တိုင်မာကက်ကိုတွန်းလိုက်အဲ့မှာဈေးကအကြီးကြီးပဲဗျာအဲ့ဈေးအကြီးကြီးမှာညီမလည်းအများကြီးပဲညီမတွေကိုမေးလိုက်ရင်ညီမ6ချမ်းနေရတဲ့ကုန်းကုန်းဆိုင်ဘယ်နားမှာလဲဆိုရင်ကျွန်တော်တို့မြန်မာတွေကညွှန်ပေးတယ်နော်ဆိုင်တွေအများကြီးတော့တိုက်တဲ့ဆိုင်ကဝေလို့ရပါတယ်ထိုင်းကိုရောက်လာရင်တော့ဝေကြပါ